ကျွန်တော်လူသားတွေမောဘက်နဲ့လုံးသားရဲ့အတွက်အကောင်းဆုံးစီးတစ်ဖက်ရှာနေရတာကျွန်တော်လည်းမသိတာပါကျွန်တော်ဒီတင်ဆက်ပေးနေတော့မပေးနေတဲ့ဆောင်လေးရတော့size ရရင်ပြည့်ပြည့်တတ်တာလုံးသားအားပဲဖြစ်ပါတခါတည်းမှာကျွန်တော်တို့တွေကအောင်မြင်မှုတွေနောက်ကိုပြေးသွားရင်နှလုံးသားကိုအစာပြေးလို့တတ်ကြဒီနှလုံးသားအာဟာရဆိုဆောင်လေးတစ်အုပ်ပါစိတ်ခွန်အားတွေချက်ချင်းမြတ်တာတွေနားလည်ခွင့်လွှတ်မှုတွေပုံမြင်လေးတွေကတင်လို့ဖြစ်ပါဘောမှာစိတ်သက်ကြတဲ့သူဖြစ်ဖြစ်ရှေ့ဆက်ဖို့အားရင်လို့သူဖြစ်ဖြစ်ဒီစာအုပ်ကိုကျွန်တော်ကတော့ဖတ်ဖို့အချိန်ပေးပါဒီစာအုပ်ကိုဖတ်ပြီးကျွန်တော်တို့ပြလိုက်တဲ့အချိန်ကျွန်တော်တို့ရဲ့နှလုံးသားထဲအေးရတဲ့ခံစားချက်တွေတခုကျင်းခဲ့ပါလိမ့်အဲ့ဒါကတော့ကျွန်တော်တို့ဒီနာရခါရေပုံမှာကြည့်တဲ့ကျွန်တော်တို့ရဲ့အမြင်ဒီစာအုပ်ကပို့ပြီးတော့ညဉ့်ညံ့သွားစေမှာပါကျွန်တော်ဒီထဲမှာအကြိုက်ဆုံးစာသားလေးတစ်ချောင်းရှိပါအဲ့ဒါဘာလဲဆိုကိုကျင့်တရားနဲ့ပတ်သက်လာစာတွေ့ထက်ကိုတွေ့သင်ခန်းစာများတာအစွမ်းများဆုံးဖြစ်ပြီစာကြောင်းလေးပါကျွန်တော်ပြည့်တဲ့နေရာကျွန်တော်ဖတ်ရှိပိုက်တော့ဒါကြောင့်ကျွန်တော်ပြည့်တဲ့ကျွန်တော်အားပေးတဲ့တယောက်ဖြစ်နေတာဒီစစ်ပုံမှန်တော့အားလုံး